ရမိုင်းဆွဲတာကြီးလုပ်တယ်ပြီးရင်ကျွန်တော်တို့ဒီမြိုင်မြို့နယ်အဆက်နော်ပြောမှဆိုရင်အဲ့ပခုတ်ကူကျွန်တော်တို့ဒီနားနေရောမြိုင်မြို့နယ်အဆက်နားဒီတိုက်ပွဲတွေကစတိုက်ဖြစ်နေတယ်ပေါ့နော်ဂျိုကြားဆိုပျောက်ကြားစစ်ပွဲတွေပေါ့အဲ့လိုတွေဖြစ်နေတယ်အဲ့လိုရှိရဲအဲ့ဒီစစ်ပွဲတင်းမှာတဲ့ကျွန်တော်တို့ဒီစစ်ကောင်စီတက်ကနေဖမ်းဆီးခေါ်ဆောင်လာတဲ့နော်ကျွန်တော်တို့ကမမြို့ခံနော်ကမမြို့ခံကမလားကမမြို့ခံအ3ရက်ကွက်ကတော့ပြည်သူ2ဦးကိုတဲ့ပခုတ်ကူမြို့နယ်ညောင်ကျစ်ပင်ရွာအနီးမှာတဲ့နော်စစ်အုပ်စုရင်နှန်းတစည်းကိုမိုင်းဆွဲတက်ခိုက်ပြီးကယ်ထုတ်နိုင်ခဲ့တယ်လို့သိရပါတယ်နော်အဲ့ဒီပြည်သူ2ဦးပါလာတဲ့ကားကိုမိုင်းဆွဲတဲ့အချိန်မှာမိုင်းဖြည့်ပေါ့ပြည်သူ2ဦးကိုအဲ့ကားပေါ်မှာပါတဲ့ပြည်သူ2ဦးကိုတော်လိုင်းတစ်ဖွဲ့တွေကပြန်လဲကယ်ထုတ်ပါတယ်လို့သိရတယ်နော်အဲ့ဒီတိုက်ပွဲမှာတော့တဲ့ကျွန်တော်တို့ဒီစစ်ကောင်စီတပ်သားတွေကျွန်တော်ထိခိုက်ဒေဆုံးမှုတွေရှိတယ်ဒီကားပေါ်ပါလာတဲ့ကျွန်တော်တို့ဒီစက်ကမှစစ်ကော်မရှင်စစ်သားတွေပေါ့နော်စစ်သားတွေကျွန်တော်ဒေဆုံးမှုတွေရှိတယ်ဒါပေမဲ့ပြည်သူ2ဦးကတော့လွတ်မြောက်တယ်ဒီစစ်ကော်မရှင်စစ်သားတွေကျွန်တော်ဘယ်နှယောက်တိတ်လဲဆိုတာတော့ကျွန်တော်သတင်းတိကျမရသေးဘူးတကယ်လို့ရရင်တော့ကျွန်တော်အပေါ့ကျွန်တော်တင်ပြပေးမယ်အေးပေါ့နော်ဘာပဲဖြစ်ကွာငါတို့ဘက်ကအကြအဆုံးနေရများနေတယ်ဟုတ်ကဲ့လက်နက်တွေကငါတို့ဟိုဘက်ငါတို့ကအမြဲတမ်းလူနေရတယ်ကွာဟုတ်ကဲ့ပါပြီးတော့ငါတို့ဒီဘက်ကနေပေါ်တာဆွဲပြီးတော့ငါတို့ခေါ်သွားတဲ့ကလေးတွေကလည်းဒီစိတ်ဓာတ်တွေကငါတို့ဘက်မှာမရှိဘူးငါတို့ဘက်ကနေခိုင်းနေတဲ့စိတ်လည်းမရှိဘူးမရှိတော့ဟိုဘက်ကိုအလံပြူထောင်ပြီးတော့ဟိုဘက်ကိုဝင်သွားတဲ့လူတွေအများကြီးပဲဒီကြားထဲမှာရေမရအဖက်မရဒီရွေးကောက်ပွဲကြီးကိုတက်ချုပ်ကထလို့အောင်မယ်သူကတမနာယူနေတာဟုတ်တယ်ထလို့အောင်မယ်ထလို့ပြီးတော့ရွေးကောက်ပွဲမနိုင်လို့ကတော့တေဖို့သာပြင်းပြီတော့ဆိုတဲ့ငါပြောနေတဲ့ဥစ္စာတိုင်းပဲဟုတ်တော့ပါဟုတ်တာပေါ့ဟုတ်တာလေးပြောမှန်းတာလေးပြောနေတက်ချုပ်ပြင်းရတော့မယ်ကွာမှန်ပါတယ်ဗျဟာဟေ့ရောက်နောက်ပိုင်းသက်တို့လေးရောက်သွားတယ်ဆရာတပည့်နှစ်ယောက်နောက်ပိုင်းကချိန်နဲ့ရေကြီးမှုဝင်ကြီးထန်တာတော့သွားလိုက်တယ်ကြောက်ပြီးကောင်းနေတယ်စစ်စစ်လေးငါကြီးမှာတော့ဒါနဲ့လေးဟောဒီမှာသတင်းလေးတွေပြောမယ်လို့ပြောပါအခုကအဘပြောသလိုပဲပေါ့တက်ချုပ်ကြီးကနေဒီကျွန်တော်တို့ရဲ့ရွေးကောက်ပွဲကိုမဖြစ်မနေလုပ်မှာဆိုအဲ့ဒီမဖြစ်မနေလုပ်ရင်လည်းသူကမဖြစ်မနေကျွန်တော်နိုင်အောင်လုပ်မှာပဲအဲ့အတွက်လည်းအခုပြင်ဆင်လာတာတွေအများကြီးရှိတယ်အခုဆိုဘာပြင်ဆင်လာလဲဆိုရင်သူတို့ကလည်းကျွန်တော်တို့ဒီ social media ပေါ်တက်ပြီးတော့တတိပေးသလိုလိုဒီမှာလုပ်သလိုနဲ့ကျွန်တော်တို့ဒီစင်ဘာလကုန်ထိကျွန်တော်တို့ internet line တွေရာတဲ့ကျွန်တော်တို့ဒီဆက်ချိုရင်းနေပေါ့ဗျာအဲ့ဒါတွေပြန်လဲပြုပြင်ဖို့လုပ်မဲ့အတွက်ကြောင့်ဒီ line တွေက12လပိုင်းကုန်မှပဲပြန်ကောင်းမယ်ဆိုပြီးအခုလုပ်လာပြီတခါကျရင်တက်ကျုပ်လုံးတဲ့ဥစ္စာတွေကလေခလေးခွက်တွေပြည့်နေတယ်သူကဟိုဘက်ကနေပြီးတော့ဒီနိုင်ငံတကာမှာရှိတဲ့လူတွေကသူတို့ဖီအားတွေပေးမှဆိုလို့ဒီအဖီအားတွေပေးတဲ့ဥစ္စာကိုပြည်သူတွေသိသွားရင်သူတို့မဲဖက်မှာဆိုလို့သူတို့ပြန်ပြီးတော်လာမှာဆိုလို့ဒီတက်ချုပ်ကိုပြန်ပြီးတော်လာမှာဆိုလို့ဒီခလေးခွက်တွေနဲ့အင်တာနက်လိုင်းကိုပိတ်တယ်ဆိုတော့ကွာပိတ်တယ်လို့တော့မပြောဘူးကွာပြုပြင်မယ်ပေါ့နော်ပြုပြင်မယ်တူပဲလေဒါကကျွန်တော်တို့ကသိပြီးသားတက်ချုပ်ခလေးခွက်တွေမလုံးနဲ့အဲ့ဒါတွေကရိုးနေပြီရှိသေးတယ်ဗျဒီတဲ့နောက်တဲ့သတင်းလေးတစ်ခုရှိသေးတယ်အဲ့ဒါပါလဲဆိုတော့ဒီရွေးကောက်ပွဲနဲ့လည်းစိုက်ပါတယ်နော်အဲ့ဒါတော့အခုဘာလို့မနေ့ကလည်းပြောတယ်ကျွန်တော်မနေ့ကလည်းကျွန်တော်ပြောတယ်ဒီကျွန်တော်တော်လန်ကျွန်တော်စီဒီအန်ဒေါက်တာဒေတာဆန်းနော်ဒေတာဆန်းကျွန်တော်မနေ့ကမန္တလေးမှာဒေတာဆန်းဆိုတဲ့နာမည်ငါမကြားချင်တော့ဘူးနော်မကြားချင်တယ်ပြောပါဒူပူချင်းဒူကွာငါပြောပါမယ်ဒေါက်တာဒေတာနဲ့ဇောင်းထက်နေတယ်ဟုတ်ကဲ့ပါတော့တယောက်တည်းတတိရှိတယ်တယောက်တည်းအင်အားတွေပဲတယောက်တည်းပြည်သူတွေကိုဟာပြီးတော့ဘယ်လိုကောင်းလဲတက်တီတွေကိုပေးနေတာဟုတ်ကဲ့အဲ့ချုပ်ကအဲ့လိုမဟုတ်သူတော်လေနောက်ကနေပြီးတော့တက်က5-10တက်လောက်ပါတယ်ဟုတ်ပါတရင်တစ်ခုလောက်ပါတယ်နော်တက်တီချင်းကွာတယ်ဝက်လာရင်တယောက်တည်းလာတာအများဆုံး10ရောက်တော့အဲ့ဒီဒေါက်တာဒေတာဆန်းရဲ့လုပ်တဲ့ဟာလေးကိုအခုအဘတို့တက်ချုပ်ကြီးကဘယ်လောက်ကြောက်လဲဆိုတော့နော်အဲ့ကြောက်ဝါကန်ကနေဘာလုပ်လဲဆိုတာလေးကျွန်တော်နည်းနည်းလေးပြောပြကြောက်ကန်ကြီးဘာလုပ်လဲဆိုတာပြောပြပေးမယ်နော်ပြောမှဆိုရင်ဒေါက်တာဒေတာဆန်းကိုတဲ့စန္ဒပြတာကိုတဲ့အားပေးလို့ဆိုပြီးတော့မန္တလေးမှာတဲ့ရှိတယ်ကျွန်တော်အဲ့ဈေးဆိုင်တွေပေါ့နော်အဲ့ဈေးဆိုင်တွေမလို့တဲ့စစ်အုပ်စုကနေဖျက်ဆီးနေတယ်ဆိုတဲ့သတင်းလေးကိုပြောပြမယ်နော်အဲ့ဒါတော့ဟိုတနေ့ကကျွန်တော်တို့ဒါဒေါက်တာဒေတာဆန်းကျွန်တော်တို့တပိတ်လောက်သွားတယ်ပေါ့နော်အဲ့လမ်းတစ်လျှောက်မှာရှိတယ်ကျွန်တော်ဈေးဆိုင်တွေအဲ့ဈေးဆိုင်ကိုဒီဇင်ဘာလ3ရက်နေ့တဲ့မနက်ပိုင်းကတဲ့ကျွန်တော်တပိတ်ခေါင်းဆောင်ဒေါက်တာဒေတာဆန်းဥဆောင်ပြီးတော့တဲ့စန္ဒပြပြီးနောက်ရက်မှာပဲတဲ့ကျွန်တော်တို့ရဲ့ဒီစကားမှာစစ်အုပ်စုကဘာလုပ်လဲဆိုရင်အဲ့ဒီဒေါက်တာဒေတာဆန်းကျွန်တော်စန္ဒပြခဲ့တဲ့နေရာတစ်ဝိုက်မှာရှိတဲ့ဈေးဆိုင်တွေအဲ့ဈေးဆိုင်တွေကိုကျွန်တော်ကချက်ချင်းကျွန်တော်တို့ဖျက်ဆီးတာတွေလုပ်တယ်ပြီးရင်ကျွန်တော်တို့ဒီပြောရမယ်ဆိုရင်ကျွန်တော်ရဲ့ဒီစကားမှာဝါဒဖြန့်နော် lobby Telegram မှာ channel တွေရှိတယ်အဲ့ဒီကနေပြီးတော့ကျွန်တော်တို့ဒီဓာတ်ပုံတွေနဲ့ဝေးဆက်ဆက်ကျွန်တော်တို့ဝါဒဖြန့်နေတယ်လို့သိရတယ်ပြီးရင်ကျွန်တော်တို့စန္ဒပြခဲ့တဲ့ဒီလမ်းဘေးဝဲရမှာရှိတဲ့ဈေးဆိုင်ဟိုပါပေါ့90လောက်ရှိမယ်ဈေးဆိုင်90လောက်ရှိတယ်အဲ့ဒီကကျွန်တော်တို့လူတွေဈေးဆိုင်ပိုင်ရှင်တွေပေါ့နော်အဲ့ဒီဈေးဆိုင်တွေရောကျွန်တော်တို့ပြောမယ်ကျွန်တော်စကားမဘက်ကနေလူအင်အားအယောက်200လောက်သုံးတယ်အဲ့ဒီမှာဘယ်သူတွေပါလဲဆိုရင်ကျွန်တော်တို့ဒီပြူစောလေးတွေပါမယ်
နော်ပြီးရင်ကျွန်တော်ဒီရဲတွေပါမယ် CP တွေပါမယ်နော်ပြီးရင်ကျွန်တော်စကောက်မှာစစ်သားတွေပါမယ်သူတို့နဲ့အောက်စုစုပေါင်းကျွန်တော်အယောက်200လောက်ပေါ့အဲ့ဒီ200လောက်ကဘာလုပ်လဲဆိုရင်အဲ့ညာတွင်းချင်းပဲကျွန်တော်အဲ့ဆိုင်တွေကိုကျွန်တော်ဖျက်ဆီးတယ်ဖယ်ရှားတာတွေလုပ်တယ်နောက်တော့အဲ့လိုရှေ့မှာလာလို့ရင်အာမပိနဲ့ပိုင်းကပြီးတော့ဖိအားပေးချင်းချောင်းနေတယ်လို့သိရတယ်နော်ဒါကတော့ဘာလို့လဲကြောက်တာပေါ့နော်ကွာတကယ်ပြောရရင်ကွာကိုတက်ချုပ်ကဘာဖြစ်နေလဲဆိုတော့လေဟိုအဲ့စကားကိုလည်းငါပြောမှုပါတယ်ဖားရိုက်တဲ့နေရာမှာဗန္ဓုလာသူမွေးနေတယ်ဟောပြောရမှတော့ပြည်သူတွေကိုသူကကြောက်အောင်လုပ်နေတာပေါ့နော်ပြည်သူတွေကိုကြောက်တယ်ပြည်သူတွေကကြောက်မှများထင်နေလို့လားမကြောက်လို့လေဒီလာကြီးကအောင်မြင်သွားတာလေအဲ့ဒါလည်းဘာပြောရှိနေသူတို့ကဈေးတိုင်းကြီးဖြက်စီးတယ်ဆိုတော့ဖြက်စီးခြင်းလို့ဖြက်စီးတာမဟုတ်ဘူးစီပင်သားရာဆိုတာလည်းမင်းသိတဲ့အတိုင်းပဲသူတို့တွေကဟိုအဲ့လိုမျိုးရင်တော့ဂလုံနဲ့ခေါ်တာလေဂလုံတုတ်တယ်ဆိုတော့အဲ့ဒီဈေးပန်းတွေကိုအကုန်လုံးအနိုင်နဲ့စင်းနေယူသူတို့မိသားစုတွေအတွက်ဒါလေးအကုန်လုံးခိုးဆိုးလူနိုင်အဲ့လိုပုံစံမျိုးတွေလုံနေတဲ့စီပင်သားရာအခုစစ်တပ်ကောင်ကဘာတူးလို့လဲဘာမှမဆိုင်ဘူးလေကွာဒီဒေါက်တာသေးသာဆန်းကနေပြီးလာပြီးတော့ဆန်သားပြန်သူ့ကိုလက်ရအောင်လိုက်ဖမ်းလေဈေးသက်တွေနဲ့ဘာဆိုင်လဲအဲ့ဒါဆိုဟုတ်ပြီသူတို့တက်ချုပ်တို့ငါတို့အကုန်လုံးကနေပြီးပြည်သူတို့အနိုင်နဲ့စင်းနေလုံနေတဲ့ဥစ္စာကြတော့ငါတို့ရဲ့ပိုင်ဆိုင်မှုဥစ္စာတွေတက်ချုပ်ပိုင်ဆိုင်မှုဥစ္စာတွေကိုပြည်သူတို့လည်းကားငါတို့ကပေးဘူးလို့လားမပေးဘူးလေအခုအဲ့ပြည်သူတွေပြန်ယူမှာအဲ့ဘာလို့ရဲ့စီးနေတာနော်အဲ့ဒါဆက်လက်ပြီးသတင်းလေးပြောပြမယ်နော်အဲ့ဒါတော့ဗာလဲဆိုတော့ဒီယာယီသမ္မတကျွန်တော်အမိခံတဲ့နော်မြစ်ဆွေတမတ်ဖြစ်သူဟိုတာယာမြစ်ဆွေဟာတဲ့ဩစတြေးလျနိုင်ငံသားသူခံယူလာတာနော်အဲ့ဒါကိုသူဟုတ်တယ်အဲ့ဩစတြေးလျနိုင်ငံသားခံယူလာတဲ့ဟာကိုသူကဆွန့်လွတ်လိုက်တယ်ဆွန့်လွတ်ပြီးတော့သူကမြန်မာနိုင်ငံသားအဖြစ်သူကခံယူလာတာအဲ့လိုခံယူထားတဲ့နေရာမှာလဲဗာပြောရမယ်ဆိုကျွန်တော်လူတယောက်မှာကျွန်တော်မှတ်ပုံနေဆိုတာတစ်ခုပဲရှိရအေးလေနော်အဲ့ဒါကိုဒီပြောရမယ်ဆိုရင်ဒီယာယီသမ္မတအမိခံမြစ်ဆွေတမတ်ပေါ့နော်ကျွန်တော်ဒီပြောရမယ်ဆိုတာယာမြစ်ဆွေဆိုသူကအခုမြန်မာနိုင်ငံတော်ထဲမှာဘာလို့လဲဆိုသူကမှတ်ပုံနေဘောင်မြောင်များစွာနဲ့သူကနေထိုင်နေလို့သိရတယ်တခုပြီးနဲ့တခုပေါ့နော်မှတ်ပုံနေနေအများကြီးကင်ဆောင်ပြီးသူဟိုအလုံးလုံးကင်နေတယ်လို့ကျွန်တော်ဒီသတင်းလေးကျွန်တော်ရထားတယ်နော်အဲ့ဒါလေးကဘာလဲဘာကြည့်ကြက်ပြီးစီစစ်ပေးဦးနော်မင်းရတယ်ကွာတို့ကပလင်းလူဘူးစိုးတွေကြီးပဲလေကွာဒီငါတို့ဒီယာယီတင်သွားတဲ့ဒီယာယီသမ္မတတော်မှမင်းသူတို့ရဲ့ဒီဟိုဘယ်လိုခေါ်မလဲဟိုကကျင်တိုင်းကလို့ရအောင်ကြိုးကင်ထားတဲ့ဥစ္စာပဲနော်အခုလည်းဒီတိုင်းပဲလေအခု तू ကလည်းဒီဥစ္စာကိုပြန်ပြီးအသုံးချသွားတာလေငါတို့စစ်တပ်ကိုပြန်ပြီးတော့ तू အသုံးချသွားတာပဲဒီကကြတော့ဘာလို့လေပင်ကျိုးကွင်းစွန့်မဲ့ဟာလေးတွေလာပြီနော်ကျိုးကွင်းကမင်းဟိုမနီလာကျိုးဆိုကိုကောင်းတယ်ခိုင်းနေနော်ခိုင်းနေနော်ဟေ့အဲ့သတင်းလေးရှိတယ်အဲ့ဒီပြောပြမယ်နော်အဲ့ဒါတော့ဗမာလဲဆိုတော့ဩစတြေးလျပေါ့နော်အော်စီပေါ့နော်ဩစတြေးလျကျွန်တော်အထက်လွတ်တော်ကတဲ့မြန်မာအရေးကျွန်တော်စုံစမ်းဖို့ဆိုပြီးအဖွဲ့ကိုဖွဲ့စည်းတယ်သိရပါတယ်ဟာမနေ့ကနေမြို့မှာပြောသေးတယ်နော်ဒီငါတို့ဒီထိုင်းနိုင်ငံမှာငါတို့ဒီ SPI လားအဲ့ပြန်ရောက်နေပြီမြန်မာနိုင်ငံတော့အချိန်မျိုးဝင်လို့ရတယ်အခုလေဩစတြေးလျနိုင်ငံကိုဖွဲ့စည်းလိုက်ပြီဆိုတော့မြန်မာနိုင်ငံတော့အချိန်မျိုးလာလို့ရတယ်ထောက်ပါ right ဟဲ့မင်းကပါလေတရင်တော့မှထတာပြောတာလားအဲ့လိုလေကျွန်တော်ဒီဩစတြေးလျနိုင်ငံအထက်တော်ကအဲ့လိုကိုကျွန်တော်တို့အဖွဲ့စည်းဖို့တော့ကျွန်တော်အတီးပြလိုက်ပြီအဲ့လိုပဲဟိုနိုင်ငံပေါင်းနိုင်ငံတွေကလည်းလုပ်နေဒီကကြတော့လေကျွန်တော်ဂျပန်ပေါ့နော်ဂျပန်မှာလည်းဘာလုပ်လဲဆိုကျွန်တော်